နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေရွှေရောင်တကူရှင်ရွှေနွားမလေးဆိုတဲ့ပုံမြင့်အကြောင်းအရာလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ရှေးသူအခါကကေတဝီလို့ခေါ်တဲ့တိုင်းပြည် GDP ရှိခဲ့တဲ့အဲ့ဒီတိုင်းပြည်မှာတော့မိုးကရေပေါင်းများစွာဆက်တိုက်သလိုမရမနာရွာသွန်းနေကြတော့တာပေါ့မိုးရေတွေကအဆအဆုံးမရှိသလိုပဲကောင်းကင်ကြီးကပေါက်သွားသလားလို့တောင်အောက်မေ့ရတယ်တဲ့အဲ့လိုရွာသွန်းတဲ့မိုးတံကြောင့်တိုင်းသူပြည်သားတွေဟာနေ့စဉ်နဲ့အမျှစိုးရိမ်ပူပန်မှုတွေနဲ့မျက်နှာမကောင်းကြဘူးတဲ့ကေတဝီပြည်ကဟေမာပူရဆိုတဲ့ရွာလေးတရွာမှာတော့အာဂျီတာလို့ခေါ်တဲ့လေသမားလေးတယောက်ရှိခဲ့ပါတယ်တဲ့အာဂျီတာကသူ့ရဲ့အိမ်ပြင်မှာရိုက်နေညိုမိုင်းနေတဲ့ကောင်းကင်ကြီးကိုညိုးငယ်တဲ့မျက်လုံးတွေနဲ့ငေးကြည့်နေခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာပဲရွာတကြီးကအာဂျီတာအနာကိုရောက်လာပြီးတော့ဟေးအာဂျီတာဟိတ်ကောင်လေးအာဂျီတာငါမင်းကိုကြည့်နေတာအတော်ကြပြီကွာမိုးရရွာနေတဲ့ကောင်းကင်ကြီးပဲဘာလို့အဲ့လောက်တောင်မှစိုက်ကြည့်နေရလဲဘာတွေဒီလောက်တောင်မှစင်ကြည့်နေရလဲလို့မေးလိုက်တော့တာပေါ့အာဂျီတာကတက်ပြင်းတစ်ချက်ကိုချပြီးတော့အော်တတိမိရဲ့ကျွန်တော်စိုက်ကြည့်နေတာထက်ပိုပြီးတော့ဘာများတတ်နိုင်အောင်မလဲဗျာဒီကောင်းကင်ကြီးကဘယ်တော့မှမိုးရွာတော့ရက်တော့မှလည်းမသိတော့ပါဘူးစက်တိုက်ရွာနေတဲ့မိုးကြောင့်စိုက်ခင်းတွေကတီးနှံနေရလဲအကုန်ပျက်စီးကုန်ပြီတကြီးမင်းလည်းသိတဲ့အတိုင်းပဲလေကျွန်တော်ညီမလေးရထားရဲ့မင်္ဂလာပွဲရလဲတိတ်မလို့တော့ဘူးမိုးတန်ကြောင့်တနေ့တခြားအရှုံးနေပေါ်နေတော့ကျွန်တော်ဘာလို့ဘာကဲရမှန်းတော့မသိတော့ပါဘူးဗျာလို့ညင်းညူရင်းနဲ့ပြန်ပြေခဲ့တော့တာပေါ့တကြီးကအာဂျီတာရဲ့ပခုံးလေးကိုပုတ်ပြီးတော့စိတ်လျှော့ပါကွယ်အာဂျီတာရစိတ်လျှော့ပါဒီမိုးတန်ကိုမင်းတယောက်တည်းခန်းစားနေရတာမှမဟုတ်တာငါတို့ကေတဝတီပြည်သူပြည်သားအလုံးကဒုက္ခရောက်နေကြတာပဲစိတ်ဓာတ်မကြပါနဲ့အရာအလုံးကအဆင်ပြေသွားမှာပါကွယ်ဟုတ်ပြီလားလို့အားပေးစကားပြောပြီးတော့ထွက်ခွာသွားခဲ့တော့တဲ့အာဂျီတာလည်းခဏလောက်အပြင်မှာရက်နေပြီးတဲ့နောက်မှာတော့အိမ်ထဲကိုပြန်ဝင်လာခဲ့ပါတော့တယ်အိမ်ထဲကိုရောက်တော့ညီမလေးရာတာကသူ့ကိုစိတ်ပူတဲ့မျက်နှာလေးနဲ့ကြည့်ပြီးတော့အကိုကြီးရဲ့ကျမရဲ့မင်္ဂလာပွဲအတွက်အကိုကြီးဒီလောက်ထိစိတ်ပူမနေပါနဲ့ဖခင်တခွန်သာယုံကြည်လိုက်ပါဖြစ်လာသမျှအရာအလုံးဟာအကောင်းအတွက်ကြီးပါပဲအကိုကြီးရဲ့လို့နှိမ့်သိမ့်လေခဲ့တော့တယ်အာဂျီတာရာတာရဲ့အကိုကမင်းရဲ့မင်္ဂလာပွဲကိုစီစီကကနဲ့ကျင်းပပေးမယ်လို့အဖေနဲ့အမေကိုကတိပေးခဲ့တာလေသူတို့နေရာလို့မရှိရတဲ့နောက်မှာအခုအနေနဲ့ပေးထားတဲ့ကတိကိုတီးဖို့တာဝန်ရှိတယ်မလားအရန်ကြီးစိတ်မပူပါနဲ့အကိုကြီးရဲ့ညီမလေးထမင်းပွဲပြင်ပေးသွားပြီလာထမင်းရင်စားလိုက်ရအောင်နော်အာချစ်ကြလည်းညီမလေးပြင်ပေးတဲ့ထမင်းကိုစားပြီးရဲ့နောက်မှာတော့ပင်မနာနဲ့အိပ်ပျော်သွားခဲ့တော့တဲ့ဒီလိုနဲ့တကောင်ရဲ့အချိန်ကိုရောက်လာတော့တကြီးမင်းကအာချစ်ကြရဲ့တကားကိုအလန့်တကြားနဲ့လာခောက်ပါတော့တယ်အာဂျီတာဟေးအာဂျီတာမြန်မြန်ထအောင်အပြင်ထွက်ခဲ့အောင်ဟေးကောင်လေးအာဂျီတာအာဂျီတာတကားကိုဖွင့်လိုက်တာနဲ့တရွာလုံးမှာတော့ယူရီဖုံးလန်းနေတဲ့မြင်ကွင်းကိုကြည့်ပြီးတော့အံ့အားသင်သွားခဲ့တော့တာပေါ့တကြီးကအာဂျီတာမိုးဆက်တက်ရွာလို့ရွာထဲမှာရေတွေကြီးနေပြီကွခလေးတွေနဲ့ရွာသူရွာသားတွေမိန်းမသားတွေကဒုက္ခရောက်နေကြတယ်သူတို့ကဲမို့ငါ့ကိုအမြန်ဆုံးကူညီပါအောင်ကွာလာမယ်မယ်သွားရအောင်လို့အရေးတကြီးနဲ့ခေါ်သွားတော့တာပေါ့အာဂျီတာလည်းတကြီးမင်းနဲ့အတူတညလုံးမှာတော့ရွာသူရွာသားတွေကိုကယ်တင်တဲ့အလုံးမှာကူညီပေးခဲ့တော့တယ်။မနဲ့မိုးလင်းတော့ရေတွေလည်းကျသွားပြီးတော့မိုးကလည်းတိတ်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့အာဂျီတာအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့အိမ်ရဲ့မြင်ကွင်းကိုကြည့်ပြီးတော့မင်တက်သွားခဲ့တော့တယ်။သူ့ညီမလေးရာတာကထိုင်ပြီးတော့ရှာကြီးနေငိုနေခဲ့တာကိုပေါ့။အကိုကြီးညီမလေးမင်္ဂလာအကြောင်းအတွက်အကိုကြီးလှုပ်ပေးထားတဲ့လက်ဝိရဏလေးလေအားလုံးကရီတော့မျောပါကုန်ပြီအကိုရဲ့ဖះမိုးကတော့တိတ်သွားပါပြီဒါပေမဲ့မတိတ်ခင်မှာဒါပဲလှုပ်သွားလေဗျာအာဂျီတာတယောက်စစ်ပြက်လက်ပြက်နဲ့ရေရွလိုက်တော့တာပေါ့အဲ့အချိန်မှာပဲတကြီးမရထရောက်လာပြီးတော့အာဂျီတာစိတ်မကောင်းမဖြစ်ပါနဲ့ကွယ်မင်းကတညလုံးရွာသားတွေကိုကူညီခဲ့တာပါမင်းသာကူညီဖို့ညှင်းဆန်ခဲ့မယ်ဆိုရင်မင်းအိမ်ကယတနာတွေကိုကာကွယ်နိုင်မှာပဲဒါပေမဲ့မင်းကအဲ့လိုမဟုတ်ပဲရွာကိုကူညီဖို့ရွေးချယ်ခဲ့ရလေဖះသခင်ကမင်းကိုမဆမှာပါကွယ်တတိရှိစမ်းပါလို့ပြောပြီးတော့ပြန်လဲထွက်ခွာသွားခဲ့တော့တယ်အာဂျီတာကတော့အတွင်းနဲ့ကြီးနဲ့နင်းမျောနေခဲ့တော့တာပေါ့ဒီလိုနဲ့တစ်ချိန်တည်းမှာပဲကေတဝတီပြည်ရဲ့ဘရင်ကြီးဝိကျမကတော့သူ့ရဲ့ခဏလာတဲ့နန်းတော်ကြီးထဲမှာမူးမတွေနဲ့အတူစင်မချင်းမသာဖြစ်နေခဲ့ရတဲ့ရက်ပေါင်းများစွာရွာသွန်းခဲ့တဲ့မိုးတံကြောင့်တိုင်းပြည်ရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုကြားသိရပြီးတော့စိတ်မကောင်းဖြစ်နေတော့တာပေါ့အဲ့ဒီအချိန်မှာပဲအမတ်ချုပ်ကြီးကအလောတကြီးနဲ့ရောက်လာပြီးတော့
ဖုန်းတော်ကြီးလာပါတော့အရှင်မင်းကြီးဖေဟာအရှင်မင်းကြီးအတွက်အရေးကြီးတဲ့သတင်းတစ်ခုကိုရှောက်တင်ကြရှိပါတယ်ဖေဟာလို့ရှောက်တင်လိုက်တော့တဲ့အဲ့ခါမှာတော့ဘရင်ကြီးကအမတ်ချုံသင်ဘာသတင်းယူလာမယ်ဆိုတာငါကိုရိုမြကြိုသိနေတယ်။ရက်ပေါင်းများစွာရွာသွန်းခဲ့တဲ့မိုးတံကြောင့်ပြည်သူတွေအထိဒုက္ခရောက်နေကြတဲ့အကြောင်းမလား။ပြောတာပြောပါလို့မိန့်တော်မူခဲ့တော့တာပေါ့။ဒီလိုနဲ့အမတ်ချုပ်ကြီးကမှန်လားပါဖေဟာ။ဒါပေမဲ့ကျွန်တော်မျိုးရှောက်တင်ချင်တာဒီထက်ပိုပြီးတော့ဆိုးရတဲ့ကိစ္စတစ်ခုပါဗျာ။ကျွန်တော်တို့တိုင်းပြည်ရဲ့တိုးနယ်ကြီးတွေမှာနေထိုင်တဲ့အာခေါ်အမိရှိတဲ့စိုးပညာတဲ့တရားဟာပြည်သူပြည်သားတွေကိုဖမ်းဆီးပြီးတော့သူ့ရဲ့ရစ်ပူစော်ပွဲတွေမှာအသက်တွေတက်ဖြတ်နေပါတယ်ဖေ။သူကနေ့စဉ်လို့ရွာသားတယောက်မဟုတ်တယောက်ကိုဖမ်းသွားပြီးတော့ရဲရဲဆက်ဆက်တက်ဖြတ်နေခဲ့တာပါ။မနေ့ကဆိုရင်အသက်10နှစ်အရွယ်ကလေးငယ်တယောက်ကတော့မှဖမ်းသွားခဲ့လို့ကျွန်တော်မျိုးတဲ့စစ်တီတော်တွေကအသက်ဆွပြီးတော့အနိုင်နိုင်ပြန်ကယ်ခဲ့ရပါတယ်အရှင်မင်းကြီး။အဲ့ဒါကိုကြားတော့ဘရင်ကြီးဝိကျမဒေါသတကြီးနဲ့ဘာဒီလောက်တောင်စိုးဝါလာတဲ့ဆုံးကိုရောငါရဲ့စစ်တီတော်တွေကဘာလို့သူ့ကောင်းကိုဖျက်မပစ်ခဲ့ရလဲဘာလို့သူ့ကိုဖမ်းဆီးပြီးတော့ငါရှိကိုဆွဲမခေါ်ခဲ့ရလဲလို့အော်ငေါက်လိုက်တော့တာပေါ့အမချုပ်ကြီးကအရှင်မင်းကြီးအဲ့ဒီစိုးပညာတဲ့အာကိုကတကူအစွမ်းနဲ့အရန်ကိုကြီးမားလုံးပါတယ်ဖေရလို့ကြောက်လန့်တကြားနဲ့ပြန်လဲရှောက်တင်ခဲ့တော့တယ်ဘရင်ကြီးဝိကျမဒေါသတကြီးနဲ့စကားဆုံးအောင်တောင်မပြောရသေးခင်မှာပဲကြောက်မဲ့ဖွယ်ရရုပ်ရည်နဲ့စိုးပညာတဲ့တယောက်ကနန်းတော်တွေကိုအရှင်နဲ့ဝင်ရောက်လာခဲ့တော့တယ်ဟာဟာဟာအရှင်မင်းကြီးကျုပ်ကိုယ်တော်တိုင်ကအရှင်မင်းကြီးနဲ့အပေးယူတစ်ခုလုပ်ဖို့ရောက်လာခဲ့တာပဲစွန်းကိုဝေအားကိုမင်းမငါရဲ့နန်းတော်ရဲ့အထီကိုရောက်လာရတဲ့တတိရှိတယ်ပေါ့လေအရှင်မင်းကြီးကျုပ်ကအထူးတကူတစ်ခုကိုကြင့်ကြံနေတာအဲ့အတွက်လူပေါင်းများစွာရဲ့အသက်ကိုရစ်ပူစော်ဖို့လိုတယ်ဒါပေမဲ့အရှင်မင်းကြီးရဲ့စစ်သားတွေကကျုပ်ရဲ့အလုပ်ကိုနှောက်ယှက်နေကြတယ်ဒီတော့အရှင်မင်းကြီးကကျုပ်ရဲ့တိုင်းပြည်ထဲမှာလူတွေလွတ်လွတ်လပ်ဖမ်းခွင့်ပေးပါကျုပ်ရဲ့ယူရဒလိထုံးတဲ့နေပြီးသွားရင်တော့အရှင်မင်းကြီးရဲ့တိုင်းပြည်ကိုဘယ်တော့မှဒုက္ခပြန်မပေးတော့ပါဘူးလို့ပြောဆိုခဲ့တယ်အဲ့ဒါကိုကြတော့ဘင်ကြီးဝိကျမထိုင်နေရကနေဒေါသတကြီးနဲ့ထက်ရက်လိုက်ပြီးတော့စစ်တီတော်များဒီအောက်တန်းစားဆုံးကိုဝေကိုဖမ်းဆီးပြီးတော့အမောင်တို့တွေကထောင်ထဲကိုပို့လိုက်စမ်းမနေ့ဖြန်ကြရင်သူ့ကိုလူပုံလင်မှာကျိုးပေးတက်စေလို့အမိတ်ပေးလေရတယ်အာကောကကျေလွန်စွာရီမောပြီးတော့ဟာဟာဟာအရှင်မင်းကြီးရဲ့စစ်သားတွေကိုရှစ်တလည်းမတိုးဘူးသာပြောလိုက်ပါမဟုတ်ရင်တော့ကျုပ်ရဲ့မနဲ့တစ်ချက်တည်းနဲ့သူတို့အားလုံးပြကျသွားလိမ့်မယ်အဲ့ဒါကိုအရှင်မင်းကြီးလည်းကောင်းကောင်းသိပါတယ်လို့ပြန်လဲချင်းချောက်လိုက်တော့တာပေါ့သူ့ရဲ့စကားကြောင့်စစ်တီတွေအားလုံးကကြောက်လန့်ပြီးတော့နေရာမှာပဲရက်တန့်သွားကြတော့တယ်ကောင်းပြီလေအရှင်မင်းကြီးကကျုပ်ရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်တဲ့အတွက်တန်ရာတန်ကြီးကိုပြန်ပြီးတော့ပေးစားရလိမ့်မယ်ကျုပ်အရှင်မင်းကြီးနဲ့ဒီတိုင်းပြည်ကိုချိန်စာတိုက်လိုက်မယ်ဒီနေ့ကစပြီးတော့ဒီတိုင်းပြည်မှာသမီးမိန်းကလေးရှိတဲ့ဖခင်နဲ့သူတို့သမီးတွေရဲ့ယောဂဝဒနာကိုကုသရင်းနဲ့ဘဝပြည့်ကြပါစေညီမအမရှိတဲ့မောင်နဲ့အကူတိုင်းဟာလေသူတို့ရဲ့ယောဂကိုကုသရင်းနဲ့ဒုက္ခပင်လယ်ဝေးကြပါစေဇနီးမယားရှိတဲ့ခင်ပွန်းတိုင်းဟာလေသူတို့ဇနီးတွေရဲ့ယောဂကိုကုသရင်းနဲ့ဘဝပြည့်ကြပါစေသာအုံဟရန်အဲ့လိုချိန်စာတက်ပြီးရဲ့နောက်မှာတော့စိုးပညာတဲ့အာကောကမန်တန်တွေရွတ်ပြီးတော့နေရာကနေပျောက်ကွယ်သွားခဲ့တော့တာပေါ့နန်းတော်တစ်ခုလုံးမှာတော့တိတ်ဆိတ်ခြင်းကအုပ်ဆိုးသွားခဲ့တော့တယ်ခဏအကြာမှာတော့ဘင်ကြီးဝိကျမလည်းစိုးရိမ်ပူပန်မှုတွေနဲ့သူ့ရဲ့ဥယျာဉ်တော်ထဲမှာဟိုလျှောက်တီလျှောက်ဖြစ်နေခဲ့တယ်အဲဒီအချိန်မှာပဲအမတ်ချုပ်ကြီးကအလက်လက်ကြားနဲ့ပြေးလာပြီးတော့အရှင်မင်းကြီးအဲ့ဒီဆုံးကိုရဲ့ကျင်းစာတကယ်ကိုတိုက်သွားပါပြီဖေဟာမိဖုရားကြီးနဲ့သမီးတော်တို့နှစ်ပါးလုံးကနေမကောင်းဖြစ်နေကြပါပြီသူတို့ရဲ့မျက်နှာမှာထူးဆန်းတဲ့အဆက်ပြောက်တွေပေါ်လာပြီးတော့တကူလုံးမှာနာကျင်ကြိုက်ခဲ့လို့အော်ဟိငိုနေကြပါတယ်ဖေဟာဒါဝကြတော့ဘယင်ကြီးလဲသမီးတော်နဲ့မိဖုရားကြီးရှိရအဆောင်တို့အပြေးလွှာသွားကြည့်ခဲ့တော့တယ်ခမီးတော်သမီးတော်ရဲ့တကူလုံးနာကျင်နေပါတယ်ဘယင်ဝိကျမရဲ့မျက်လုံးထဲမှာတော့မျက်ရည်တွေပြည့်ရှံလာခဲ့ပြီးတော့ဘာမှမပြောနိုင်ပဲအဲ့ဒီနေရာကနေတိတ်တဆိတ်ထွက်ခွာခဲ့တော့တယ်ခဏအကြာမှာတော့အမတ်ချုပ်ကြီးကထပ်ရောက်လာပြီးတော့အရှင်မင်းကြီးအခုဆိုရင်ဒီပြည်လုံးမှာရှိတဲ့အမျိုးသမီးတွေကဒီလိုထူးဆန်းတဲ့ယောဂကိုခံစားနေကြရပါပြီလူတိုင်းရဲ့မျက်နှာမှာအဆက်ပြောက်တွေထွက်ပြီးတော့နာကျင်မှုကြောင့်ညှဉ်းညူနေကြရပါတယ်ဖေဟာဒီတိုင်းသာလက်ပိုက်ကြည့်နေမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာမကြခင်မှာအမျိုးသမီးတွေမရှိတဲ့တိုင်းပြည်ဖြစ်သွားပါလိမ့်မယ်လို့ရှောက်တင်ခဲ့တော့တယ်အဲ့ဒီခါမှာတော့ဘရင်ကြီးကအမတ်ချုပ်သွားစံဒ
ဒီကျင်းစာရဲ့အကြောင်းရင်းနဲ့ဖြည့်စည်းကိုရှာပေးနိုင်မဲ့တကွရှင်ရည်တစ်တပါပါကိုအမြန်ဆုံးသွားလျှောက်ပြီးခေါ်ဆောင်ခဲ့လို့အမိတ်တော်ချမှတ်လိုက်တော့တာပေါ့တစ်ဖက်မှာတော့အာဂျီတာတယောက်သူ့ရဲ့ညီမလေးယာဒကိုကြည့်နဲ့မျက်ရည်ဝဲနေခဲ့တော့တယ်ကျင်းစာရဲ့အစွမ်းကြောင့်သူ့ညီမလေးရဲ့မျက်နှာမှာလေးထူးဆန်းတဲ့အဆက်ပြောက်တွေပေါ်လာပြီးတော့တကူလုံးမှာတော့နာကျင်ကြိုက်ခဲမှုဝေဒနာကိုခံစားနေရလေတယ်နားလည်လို့တော့မရတော့ဘူးယာဒရဲ့မင်းဘာတွေဖြစ်ကုန်နေရလဲနိုင်ပိုင်းလေးအတွင်းမှာပဲအကောင်ပကတိရှိနေတဲ့သူကဒီလိုဖြစ်သွားရတယ်လို့ဒီလိုနဲ့ယာဒကအာတင်ပြီးတော့ညီမလေးမန်းရှိမှစပင်ဖိနေလို့မှပဲရုတ်တရက်တကူလုံးနာကျင်လာပြီးတော့မျက်နှာမှာလည်းဒီအဆက်ပြောက်တွေထွက်လာတာပဲအကူကြီးရဲ့လို့ပြန်လဲပြောရှာတော့တယ်အဲ့ဒီအချိန်မှာပဲတကြီးမရအမောတကောနဲ့ပြေးဝင်လာပြီးတော့အာဂျီတာမင်းရဲ့ညီမတယောက်တည်းမဟုတ်ဘူးကွာဒါကအရန်ကိုထူးဆန်းတဲ့ယောဂပဲငါတို့ရွာအမျိုးသမီးအလုံးကဒီယောဂဖြစ်နေကြပြီလို့ပြောလိုက်တော့တယ်အဲ့ဒါကိုကြတော့အာဂျီတာလည်းအတွင်းနဲ့ထဲကိုရောက်သွားခဲ့တော့တယ်ဒါဆိုရင်တော့ဒီကိစ္စကိုအမြန်ဆုံးအဖြေရှာရတော့မယ်ပထမဆုံးအနေနဲ့နန်းတော်ကိုသွားပြီးတော့ဘရင်ကြီးဝိကျမကိုဒီအကြောင်းစုံကိုရှောက်တင်ပြီးတော့အကြံဉာဏ်တောင်းခံရမယ်လာပါတကြီးမင်းအခုပဲသွားကြရအောင်တစ်ချိန်တည်းမှာပဲနန်းတော်ထဲမှာတော့အမတ်ချုပ်ကြီးကတကိုးရှင်ရည်တစ်တပါးကိုပေးဆောင်လာခဲ့တဲ့အရှင်မင်းကြီးဒီရည်တစ်ကြီးကတော့တကိုးအစွမ်းရည်နဲ့ပြည့်စုံတဲ့ရည်တစ်ကြီးတစ်ပါးအဖြစ်ကြော်ကြားပါတယ်ဖေဟာရည်တစ်ကြီးကျွန်ုပ်ရဲ့တိုင်ပင်မှာဘာတွေဖြစ်နေလဲဆိုတာနဲ့ပြည်သူတွေဘလို့ဒုက္ခမျိုးနဲ့ရင်ဆိုင်နေရလဲဆိုတာကိုသိပြီးသားဖြစ်မှာပါလို့မိန့်ကြားလိုက်လေတဲ့အရှင်မင်းကြီးတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အကြောင်းစုံကိုကြောက်သိပါတယ်ဒါတွေအားလုံးဟာစိုးပညာတဲ့အာကွဲရဲ့ကျင့်စာကြောင့်ဖြစ်တယ်ဆိုတာကိုလည်းသိပါတယ်ဒါပေမဲ့ကျင့်စာဘလို့အဆုံးသတ်မလဲဆိုတာကိုလည်းကြောက်သိရလို့ရစ်တိကြီးကပြန်လဲမိန့်ကြားတော့တာပေါ့အဲ့ဒီခါမှာတော့ဘင်းကြီးကဝမ်းသာအားရနဲ့ဒါဆိုရင်အမြန်ဆုံးမိန့်ကြားပေးပါရစ်တိကြီးဒီကျင့်စာကနေဘလို့လွတ်မြောက်နိုင်မလဲအဲ့ဒီခါမှာတော့ရစ်တိကြီးကရွှေရောင်တကိုးရှင်နောမလေးလို့ဖြေကြားလိုက်တယ်တဲ့အဲ့ဒီဖြေကိုကြတော့ဘရင်ကြီးဝိကျမလည်းအံ့အားသင့်သွားပြီးတော့ရွှေရောင်တကိုးရှင်နောမလေးဒီလိုနောမျိုးကကဘာမြေပေါ်မှာတကယ်ရှိလို့လားလို့မေးလိုက်တော့တာပေါ့ရှိပါတယ်အရှင်မင်းကြီးကျွန်တော်တို့တိုင်းပြည်ရဲ့တောနယ်ကြီးရဲ့အလုံးမှာမြို့ကိုးတွေဖုံးလွှမ်းနေတဲ့တောအုပ်ကြီးတစ်ခုရှိပါတယ်အဲ့ဒီတောအုပ်ထဲမှာတော့ဒီနွားမလေးရှိပါတယ်ဒါပေမဲ့ဒီနွားမလေးကလောဘကင်းပြီးတော့သူတစ်ပါးအပေါ်မှာမေတ္တာတရားကြီးမားတဲ့သူကိုကျိုးမဖက်ပဲနဲ့သူတစ်ပါးကိုကူညီတတ်တဲ့သူပြီးတော့အရေးကြီးဆုံးကလာပင်းညမှာမွေးဖွားတဲ့သူစီကိုပဲရောက်လာမှာပါအဲ့လိုလူမျိုးငါတို့ဘယ်မှာသွားရှာမှာလဲဘင်းကြီးကစိတ်ပြက်လက်ပြက်နဲ့ညှိတွားလိုက်တော့တဲ့ဘင်းကြီးအဲ့လိုညှိတွားလိုက်တဲ့အချိန်မှာပဲအာဂျီတာရဲ့အတန်ကနန်းတော်ထဲမှာပေါ်ထွက်လာခဲ့တော့တယ်အရှင်မင်းကြီးကိုဖျားမှတ်ပါတယ်ကျွန်တော်မျိုးကရွာကအမျိုးသမီးတွေနေမကောင်းဖြစ်နေတဲ့အကြောင်းလာပြီးတော့ရှောက်တင်တာပါဒါပေမဲ့ဒီရောက်မှအရှင်မင်းကြီးကိုယ်တိုင်လည်းဒီဒုက္ခကိုခံစားနေရတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်မျိုးအရှင်မင်းကြီးနဲ့ရစ်တိကြီးရဲ့စကားတွေကိုကြားလိုက်ရပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးလာပင်းညမှာမွေးဖွားခဲ့တာပါရစ်တိကြီးကအာဂျီတာကိုရှုပ်ဝဲစမ်းကြတဲ့အကြီးနဲ့စစ်စစ်ကြည့်ပြီးတော့မင်းကလူတွေကိုကိုကျိုးမဖက်ပဲနဲ့ကူညီတတ်တဲ့သူဟုတ်ရဲ့လားလို့မေးလိုက်တော့တာပေါ့အဲ့ဒါတော့ကျွန်တော်မျိုးလည်းမသိပါဘူးရစ်တိကြီးကျွန်တော်မျိုးအဲ့ဒီတကိုးရှင်တော်မလေးကိုဘယ်လိုရနိုင်မလဲဆိုတာပဲပြောပြပေးပါတောနဲ့ကြီးတဲ့ကိုသွားပြီးတော့တောရဲ့ပြောင်းပြန်လာရာကိုသွားတဲ့လမ်းကိုရှာပါအဲ့ဒီလမ်းတိုင်းသာဆက်သွားရင်တော့မင်းမြူကူးတွေဖုံးလွှမ်းနေတဲ့တောအုပ်ထဲကိုရောက်သွားပြီလိမ့်မယ်အဲ့ဒီမှာတော့မင်းကိုစကားပြောတဲ့မိုင်နာငယ်ကလေးတစ်ကောင်ကလမ်းပြပေးလိမ့်မယ်အဲ့ဒီငယ်ကနေပေါင်းထောင်ကြည့်အဲ့ဒီတောမှာနေထိုင်ပြီးတော့လမ်းပြောက်သူတွေကိုလမ်းပြပေးရလို့ဆိုကြနေတယ်မင်းကတကိုးရှင်နွားမလေးကိုလာခေါ်ရလို့ပြက်ပြက်တတပြောနိုင်မှာပဲသူကမင်းကိုလမ်းပြလိုက်မယ်လို့ရစ်တိကြီးကရှင်းလင်းပြောဆိုခဲ့တာပေါ့အာဂျီတာရစ်တိကြီးအဲ့ဒီရွှေရောင်နွားမလေးကကျိန်စာဘလို့ဖြစ်ပေးမှလဲလို့ပြန်လဲမေးလျှောက်နေတော့တယ်ရွှေရောင်နွားမလေးရဲ့နှွေးရည်တစ်စက်နဲ့ရိုးရာဒလိတစ်ခုကိုပြုတ်လို့ရမယ်အဲ့ဒီကနေထွက်လာတဲ့အခိုးငွေတွေကတကယ်လုံးကိုပြန့်နှံ့သွားပြီးတော့တိုင်းပြည်တစ်ခုလုံးကျိန်စာကနေလွတ်မြောက်သွားလိမ့်မယ်ဒါဆိုရင်တော့ရစ်တိကြီးကျွန်တော်မျိုးကိုကောင်းကြည့်ပေးပါကျွန်တော်မျိုးတောနဲ့ကြီးတဲ့ကိုအခုပဲထွက်ခွာပါတော့မယ်ငါရဲ့ကောင်းကြီးမင်္ဂလာကမင်းနဲ့တူရှိနေပါတယ်သွားလို့ဒီလိုနဲ့အာဂျီတာလည်းရစ်တိကြီးကိုအယူသေးပြီးနောက်တောနဲ့ကြီးရှိရာကိုအပြေလွာထွက်ခွာသွားခဲ့ပါတော့တယ်အာဂျီတာလည်းတောနဲ့ကြီးထဲမှာအ
တော်ကြာရှောက်လန်းခဲ့ပြီးရဲ့နောက်မှာတော့ရစ်တိကြီးပြောခဲ့တဲ့တို့ရဲ့ပြောင်းပြန်လာရကိုသွားတဲ့ထူးဆန်းတဲ့လမ်းတစ်လမ်းကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလမ်းအတိုင်းကိုဆက်လျှောက်သွားတဲ့အခါမှာတော့ခဏကြာမှပဲမြို့ကိုယ်တွေအလွန်ထူထတဲ့အတွက်ဘေးပတ်ဝန်းကျင်ကိုတော့မှတဲတဲကွယ်ကွယ်မမြင်ရတဲ့တောအုပ်ကြီးတစ်ခုတည်းကိုရောက်သွားခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအာဂျီတာရဲ့နားတွေကိုတော့အတန်တန်ကရုတ်တရက်ရောက်လာခဲ့ပါတော့တယ်။ဟဲ့လူသားမင်းလမ်းပြောက်နေရလား။လမ်းပြောက်နေရဆိုရင်တော့ငါမျိုးကိုလမ်းမှန်ပြပေးနိုင်တယ်နော်။အာဂျီတာမော့ကြည့်လိုက်တော့တစ်ပင်ပေါ်မှာရှိနေတဲ့မိုင်နာငယ်ကလေးတစ်ကောင်ကသူ့ကိုဆက်ကြည့်နေတာကိုတွေ့လိုက်ရတယ်တဲ့။ငါတကူးရှင်ရွှေနှောမလေးစီကိုသွားချင်တာပါ။မင်းကရွှေနှောမလေးနဲ့ဘာများလုပ်ဖို့လဲ။အာဂျီတာလည်းဖြစ်ချောင်းကုန်စင်ကိုမိုင်နာငယ်ကလေးကိုအသေးစိတ်ရှင်းပြလိုက်တော့တာပေါ့။ကောင်းပြီလေ။ဒီကနေတင်မွေးတဲ့နေရာတစ်ပင်တစ်ပင်မှာရွှေနှောမလေးကိုချီထားတယ်။ဒါပေမဲ့သူ့အဖွားအိုတယောက်ကစောင့်ရှောက်နေတာ။တကူးရှင်နွားမလေးကိုအဲ့အဖွားအိုကမင်းကိုယူခွင့်ပြုမှာပဲမင်းသွားယူလို့ရလိမ့်မယ်။ဒါပေမဲ့တခုတော့ရှိတယ်။အဲ့နွားမလေးကမင်းစီကနေစတေးမှုတစ်ခုကိုတောင်းလိုက်မယ်ကွ။မင်းသာအဲ့စတေးမှုကိုပေးဖို့အစင်သင့်ဖြစ်မှသူကမင်းနဲ့အတူလိုက်ခဲ့မှာပဲ။မင်းအစင်သင့်ဖြစ်ပြီလားလို့ငှက်ကလေးကမေးလီတော့တယ်။ဖြစ်ပါတယ်။ကျွန်တော်အစင်သင့်ပါပဲ။ခဏကြာမှတော့မိုင်နာငှက်ကလေးကအာဂျီတာကိုတစ်ပင်ကြီးကြီးတပင်စီကိုခေါ်ဆောင်သွားခဲ့ပါတော့တယ်။အဲ့မှာတော့ရွှေရောင်တောက်ပနေတဲ့နွားမလေးတစ်ကောင်ကိုကျိုးနဲ့ချီထားပြီးတော့အဖွားကိုတယောက်ကအစာကျူးနေတာကိုတွေ့လိုက်ရပါတော့တယ်။မင်းဘာတူလဲလို့အဖွားကသူ့ကိုမေးလိုက်တော့တာပေါ့။ဒီလူသားသူ့ရဲ့တန်းပြီးကျေစာသိနေလို့ရွှေနှောမလေးကိုလာခေါ်တာပါလို့မိုင်နာငှက်ကလေးကဝင်ပြောပေးခဲ့တော့တယ်။ဒီလိုဆိုရင်တော့ငါဘက်ကကန့်ကွက်စရာမရှိပါဘူး။ဒါပေမဲ့နွားမလေးကိုလည်းမေးကြည့်ရအောင်ပါပေါ့။အာဂျီတာနွားမလေးကိုမင်းကနဲ့အတူလိုက်နိုင်ခဲ့မလားလို့မေးလိုက်လေတော့တယ်။လိုက်ခဲ့လို့တော့ရပါတယ်။ဒါပေမဲ့မင်းအနေနဲ့စတေးမှုတစ်ခုတော့ပြုတ်လို့ရလိမ့်မယ်။မင်းရဲ့တန်းပြည်ကအမျိုးသမီးတိုင်းကနေမကောင်းဖြစ်နေတယ်။မင်းညီမလေးလည်းအပါဝင်ပေါ့။မင်းရဲ့ညီမကိုစတေးလိုက်ရင်တော့မင်းတန်းပြည်ကအမျိုးသမီးအလုံးကပြန်ကောင်းသွားလိမ့်မယ်။အဲ့ဒီစကားကိုကြားတဲ့အခါမှာတော့အာဂျီတာရဲ့နှခမ်းတွေကတုံရင်သွားပြီးတော့မျက်ရည်တွေပြည့်ရှင်လာခဲ့တော့တယ်။သူ့မျက်စီထဲမှာတော့ညီမလေးရတာရဲ့မျက်နှာလေးကပေါ်လာပြီးတော့သူ့နှလုံးသားတစ်ခုလုံးကကျဉ်မွသွားသလိုခံစားလိုက်ရပါတော့တယ်။ခဏလောက်တွေးဝေသွားပြီးတဲ့နောက်မှာတော့ကောင်းပါပြီ။ကျွန်တော်ညီမလေးတယောက်ရဲ့အသက်နဲ့ရှားပေါင်းများစွာသောညီအမတွေရဲ့အသက်ကိုကယ်တင်နိုင်မယ်ဆိုရင်တော့ဒီစတေးမှုကိုကျွန်တော်လက်ခံပါတယ်လို့ကြေကွဲစွာနဲ့ပြောလိုက်လေရတယ်။အဲဒီအခါမှာတော့ရွှေနှောမလေးကပြုံးလိုက်ပြီးတော့ဒါမင်းကိုစမ်းသပ်လိုက်တာပါ။မင်းကကိုကျိုးမဖက်တဲ့စိတ်နဲ့လာလား။ကိုကျိုးအတွက်လာလားဆိုတာသိချင်လို့ပါ။အခုမင်းရဲ့ညီမလေးလည်းပြန်ကောင်းသွားပါပြီလို့ပြောလိုက်တော့တယ်။အာဂျီတာလည်းဝမ်းသာအားရစွာနဲ့ရွှေနှောမလေးကိုခေါ်ဆောင်ပြီးတော့နန်းတော်ကြီးကိုပြန်လာခဲ့တော့တာပေါ့။နန်းတော်လေးကိုဝင်လာတဲ့အခါမှာတော့ဘင်ကြီးဝစ်ကျမရစ်တိကြီးနဲ့အမတ်ချုပ်ကြီးတို့အားလုံးကအံ့ဩမင်းတက်သွားကြပါတော့တယ်။ဒါရွှေနှောမလေးပဲ။မင်းတော်တို့ကမင်းတောင်တကယ်လုံးနိုင်မယ်လို့ငါကိုယ်တော်မှမယုံကြည်ခဲ့ဘူး။အာဂျီတာဖြစ်ချောင်းကိုစီကိုရှင်းပြလိုက်ပါတော့တယ်။မင်းကတကယ်ပဲရွှေနှောမလေးကိုခေါ်လာနိုင်တဲ့အရေးချင်းတွေရှိနေရပဲ။ကဲအခုသူ့ရဲ့နှုတ်တစ်စက်နဲ့ငါရိုးကဒီလက်ကိုပြုတ်လုပ်ပြီးမကြခင်ပါပဲ။တပြည်လုံးကစွန့်ကွေအားကိုရဲ့ကျင်းစားကနေလွတ်မြောက်စေရမယ်။ရစ်တဲ့ကြီးကအဲ့လိုပြောလိုက်တဲ့အချိန်မှာပဲအ내ရောင်မိကုံငွေတွေနဲ့အတူစွန့်ပညာတဲ့အားကိုကရုတ်တရက်ပေါ်လာခဲ့ပါတော့တယ်။ဟာဟာအယူမင်းကြီးငါမင်းရဲ့တိုင်ပြို့ဘာလို့ကျင်းစားတိုက်ခဲ့တယ်ထင်လဲ။ငါဒီရွှေနှောမကိုနှစ်ပေါင်းများစွာရှာနေခဲ့တာကွာ။ဒါပေမဲ့ဘလို့မှရှာမတွေ့ခဲ့ဘူး။ဒါကြောင့်တိုင်းပြည်ကိုကျင်းစားတိုက်ပြီးတော့မင်းတို့ဒီနွားကိုရှာခိုင်းခဲ့တာပဲ။အခုတော့ဒီနွားကိုငါအပိုင်သိမ့်ပြီးတော့မတင်နိုင်တဲ့တကူကိုရတော့မယ်ကွာ။ဟာဟာဟာအဲ့ဒီအချိန်မှာပဲရောင်စုံအလင်းနိုင်တဲ့အတူမိုင်နာငှက်ကလေးနဲ့အဘွားအိုတို့ပေါ်လာခဲ့ပါတော့တယ်။အဘွားအိုကရွက်ဝက်စမ်းကျဲတဲ့အမူအရာနဲ့အာဂျီတာကိုကြည့်ပြီးတော့သူကတကူကြည့်တဲ့စိုးပညာတဲ့မန်မေမဲ့သူ့ရဲ့စွမ်းအင်ကမင်းအပေါ်မှာအလုံးလုံးမှမဟုတ်ဘူး။မင်းကလာပညာမှာမွေးတဲ့သူဖြစ်လို့သူ့ရဲ့မော်ပညာမင်းကိုမထိခိုက်နိုင်ဘူး။သူ့ရဲ့အသက်ကိုနှုတ်ယူနိုင်မဲ့သူကလည်းမင်းတယောက်ပဲရှိရလို့ပြောလိုက်လေတဲ့။အဲ့လိုပြောပြရနဲ့အဖွားအိုကသူ့လက်ထဲကနေဓာတ်တစ်ချောင်းကိုဖန်ဆင်းပြီးတော့အာဂျီတာကိုပေးလိုက်တော့တယ်။နောက်တစ်ခဏမှာပဲအာဂျီတာဓာတ်ကိုကိုင်းပြီးတော့အာကိုတက်ခတ်လိုက်ပါတော့တယ်။ဟင်မဟုတ်ဘူး
ဒီလိုနဲ့ဇုတ်ကဝေအားကိုလေအဲ့ဒီနေရာမှာပဲမီးလောင်ပြကျသွားခဲ့တော့တာပေါ့အဖွားအိုကရစ်တစ်ကြီးကိုကဲအခုရိုးရတလေးကိုစတင်လိုက်ပါတော့ရစ်တစ်ကြီးလေရွှေနွားမလေးရဲ့နှွေးရည်တစ်စက်နဲ့မန်တန်ကိုရွတ်ဖပြီးတော့ရိုးရတလေးကိုပြုတ်လုလိုက်တော့တာပေါ့မကြခင်မှာပဲအခုံးငွေတွေကတပြေလုံးကိုပြန့်နှံ့သွားခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာပဲအပြိုတော်တယောက်ကအပြေးလွှမ်းဝင်လာပြီးတော့အရှင်မင်းကြီးမိဖုရားကြီးနဲ့သမီးတော်လေးတို့ကျမ်းမာသွားပါပြီတပြေလုံးကအမျိုးသမီးတွေအားလုံးလည်းနေပြန်ကောင်းကြကုန်ပြီလို့ရှောက်တင်လိုက်တော့တာပေါ့အာတိတာဒါတွေအားလုံးကမင်းကြောင့်ဖြစ်ရတာပါမင်းကိုချီးကျူးပါတယ်အဲ့ဒီအချိန်မှာပဲအဖွားအိုနဲ့မိုင်နာငှက်ကလေးတို့ဟာလှပတဲ့အမျိုးသမီးနှစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တော်တယ်ခမည်းတော်နှစ်ယောက်ကဘသူတွေလဲကျမတို့ကတောဆောင်တဲ့သမီးညီအမတွေပါဒီတကိုးရှင်နွားမလေးကကျမတို့ပိုင်ဆိုင်တာပါအခုတော့တိုင်းပြည်လေကျင်းစာနဲ့ဆုံးကဝေရဲ့အနေကနေလွတ်မြောက်သွားပြီဆိုတော့ကျမတို့ရဲ့နွားမလေးကိုပြန်ခေါ်သွားပါတော့မယ်နတ်သမီးနှစ်ပါးလဲနွားကလေးကိုထိလိုက်ပြီးတော့ရောင်စုံအလင်းနဲ့အတူနေရာကနေပျောက်ကွယ်သွားခဲ့ပါတော့တယ်ဘင်းကြီးဝိကျမလဲအာတိတရဲ့ရဲစွမ်းတက်တီနဲ့ကိုကျိုးစွမှုကိုချီကျူပြီးတော့ရွှေငွေရနာများစွာကိုပေးသနာလို့သူ့ကောင်ပြုတ်လိုက်လေတော့တယ်နားဆင်သူများရှင်အခုဖျက်တင်ဆက်ခဲ့တဲ့ပုံမြင့်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်နောက်ဆက်စီနေမှာလည်းဒီလိုစိတ်ဝင်စားဖို့ရပုံမြင့်အကြောင်းအရာတွေကိုဖျက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးပြီးတော့အားပေးစောင့်မျှော်နားဆင်ပေးပါအောင်ရှင်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်